Hello တာတို့မီတို့အားလုံးမင်္ဂလာပါဒီနေ့တာတို့တပီတို့ကိုပြောပြမယ့်ပုံပြင်လေးကတော့မိဘစကားနားမထောင်တဲ့မွေကလေးဆိုတဲ့ပုံပြင်လေးပဲဖြစ်ပါတယ်ပိုးရှိတော့ကတို့နဲ့မှာမွေသားပြီးနှကောင်နေကြတယ်တဲ့ဒီမှာတော့မွေကြီးဟာအစားရဆော့ဖို့သွားမယ်ဆိုတော့သူသားလေးကိုမှာခဲ့တယ်တဲ့သားလေးရေသွင်းပြပမှာတော့မကစားနဲ့နော်နောက်ပြီးတော့ပောက်ကရလည်းမစားနဲ့လို့မှာသွားတယ်တဲ့သူမိသွားပြီးတော့ခဏကြာတော့မွေသားလေးဟာအပြင်ကိုခဏတစ်ဖြုတ်လောက်သွားလေတာတော့ကိစ္စမရှိတော့ပါဘူးလေဆိုပြီးတော့လမ်းပြင်ကိုထွက်သွားတယ်တဲ့အဲဒီမှာလက်သွားနေတဲ့ဖူကြီးတယောက်ကသူ့ကိုကောက်ပြီးတော့အဲ့တဲ့ထဲပါတယ်တဲ့မကလေးဟာသူ့ပစ္စည်းကိုနားမထောင်နဲ့အပြင်ထွက်မိတာမှားပြီးဆိုပြီးတော့နောင်တရနေတာပေါ့ကွယ်အဲ့ဒီလိုနဲ့ဖူကြီးရဲ့အိမ်ရောက်တော့ဖူကြီးကမကလေးကိုတောင်းလေးတဲ့ထည့်ပြီးတော့အခေါ်အုပ်တာတဲ့ခန်းနေကြတော့ဖူကြီးကတောင်းလေးကိုမကလေးစားဖို့ကြွက်ကလေးအောင်ပစ်ထည့်လာပေးတယ်တဲ့မကလေးကလည်းကြွက်ကလေးကိုတွေ့တာနဲ့ဆာနဲ့စားပြလိုက်ဖို့ကွယ်ဒါပေမဲ့သူ့မိပြောတဲ့ပောက်ကရမစားနဲ့ဆိုတဲ့စကားကိုနားကြားရအောင်ပြီးတော့ကြွက်ကလေးကိုမစားပဲလှုပ်ပြလိုက်တယ်ကြွက်ကလေးကလည်းအထဲကိုရောက်တာနဲ့ဟိုပြေးနဲ့ပြေးထွက်ဖို့အပေါက်ကိုရှာတော့ကွယ်နောက်ဆုံးဘလို့မှအပေါက်မတွေ့တော့ကြွက်ကလေးကတောင်းကိုကိုက်ဖောက်ပြီးတော့နှကောင်သားဝုံမြောင်ဝန်တာနဲ့အပြင်ကိုထပ်ပြေးသွားကြတယ်တဲ့ဒီပုံမြင်လေးကိုနားထောင်ပြီးတော့ဗာတင်ကဲစားရလဲဆိုတော့မကလေးဟာသူ့မိပြောတဲ့ပြင်မထွက်နဲ့ဆိုတဲ့စကားကိုနားမထောင်ပြီးလို့ဘူးကြီးဖမ်းတာခံလိုက်ရတယ်ဒါပေမဲ့သူ့မိပြောတဲ့ပောက်ကရမစားနဲ့ဆိုတဲ့စကားကိုနားထဲကြားရောက်ပြီးတော့နားထောင်လိုက်လို့အသက်ပေးအင်ဂျင်နဲ့လို့ရတယ်ဆိုတာကိုဒါတို့ဗီဒီယိုမှတ်သားကြရမယ်ကွယ်ကဲနောက်နေ့ဒီမှာနောက်ဗီဒီယိုတစ်တွေနဲ့ပြန်ဆောင်ကြရအောင် I love you all ပါ